ရဲ့ဒီလိုတဲ့ရက်နေတဲ့ပုံကိုဒီလိုဘေးတစ်စောင်းရမယ်โอเคအဲ့တော့အဲ့လိုမျိုးပုံကိုအဲ့လိုမျိုးပြောင်းတာ AI ပြောပြပါမယ်အဲ့တော့အရင်ဆုံး website ကိုသွားပါမယ် website မှာ hacking face camera control ဆိုရိုက်ရှာလိုက်ပါအဲ့ဆိုထွက်လာပါပြီအဲ့မှာကျမတို့ပုံထည့်တဲ့နေရာလေးပါတယ်အဲ့မှာကိုလို့ရှင်တဲ့ပုံကိုထည့်မယ်ထည့်ပြီးသွားလို့ရှိရင်အဲ့ဒီအောက်မှာကြတော့ဒီပေါ့နော်ကိုကအလဲကောင်လေးမှာရှိတဲ့ဘယ်ဘက်ကိုလှည့်ခြင်းဒီ left back ကိုအဆုံးထိဆွဲလိုက်ညာဘက်ကိုလှည့်ခြင်းဒီညာဆိုတာလေးကိုအဆုံးထိဆွဲလိုက်ပြီးတော့လို့ရှိရင်အောက်ကဟာတွေကလည်းကိုအဆင်ပြေတယ်လို့ပြင်လို့ရတယ်ပေါ့နော်ပြင်ကြည့်ချင်လို့ရှိရင်တော့ advanced features တွေလည်းအများကြီးပါသေးတယ်အဲ့ဒါလည်းလုပ်ကြည့်လို့ရပါတယ်နော်အဲ့ဒါကို download ဆွဲလို့ရပါတယ်အပေါ်ကဒီ download ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီပုံလေးကကိုယ့်ရဲ့ဖုန်းထဲကိုဝင်သွားပါတယ်ပေါ့နော်အဲ့တော့နောက်တော့ကျမကို AI နဲ့ပတ်သက်ပြီးတော့မှမေးချင်တာရှိရင်ကျမရဲ့ Telegram AI Wow or Angelina နဲ့4 1ဆိုရဲ Mama လာမေးပါ